အားလုံးပဲမင်္ဂလာပါ IQ language ကနေကြိုဆိုပါတယ်ကျွန်တော်တို့ဒီနေ့မှာတချို့ထိုင်းစကားလုံးလေးတွေရဲ့လက်တွေ့နဲ့စာတွေအတန်ထွက်ကွာခြားပုံလေးတွေကိုကျွန်တော်ရှင်းပြမှာပဲဖြစ်ပါတယ်ပထမတစ်လုံးကတော့ mic လို့ခေါ်ပါတယ်ကျွန်တော်တို့ထိုင်းလို့ဆို mic မြန်မာလို့ဆိုလို့ရှိရင်เนาะကျွန်တော်တို့အငင်းစကားလုံးလို့အဓိပ္ပာယ်ရပါတယ်အကြောင်းအရာတစ်ခုကိုညင်းတဲ့အခါအသုံးပြုရတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီစကားလုံးကိုအပြင်မှာလက်တွေ့အသုံးပြုတဲ့အခါ mic လူဥပမာအနေနဲ့mic လူဆိုလို့ရှိရင်ကျွန်တော်တို့မသိဘူးပေါ့เนาะမသိဘူးလို့အဓိပ္ပာယ်ရပါတယ် mic ကအငင်း ru ကသိတယ် mic ru ဆိုတော့မသိဘူးဒါပေမဲ့အပြင်မှာလက်တွေ့ပြောတဲ့အခါမှာပေါ့เนาะ mic အစား make လို့ထွက်ပါတယ် make လူပေါ့เนาะ make လူကစသဖြင့်ပြောပါတယ်နောက်တစ်လုံးကတော့ lip loy လို့ခေါ်ပါတယ် lip loy ဆိုတာကကျွန်တော်တို့ကိစ္စတစ်ခုခုအလုပ်တစ်ခုခုပြီးတဲ့အခါမှာတသက်ရက်ပဲ lip loy ဆိုပြီးပြောလို့ရှိတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီစကားလုံးကတကယ်တော့ lip loy ဆိုပြီးတော့အတန်ထွက်ဖတ်ကြတယ်ပေါ့နော်တကယ်တမ်းလက်တွေ့ပြောတဲ့အခါမှာ lip loy ဆိုပြီးတော့ပဲပြောလို့ရှိပါတယ်